ဒါတော့သူကြီးတယ်မိမလုံးယုံတယ်တရားပါအဲ့ဒါတောင်မသွားတဲ့ခွေမျိုးသားကျွန်တော်တက်တော့မှဟိုမှာလမ်းတော့ပဲဟိုမှာစတော့မှရှိသေးတယ်ဒီထားလေးပါရှာရုပ်ကျွန်တော်ပို့မှာ ဆိုင်လိုက်ပို့မှာပေါ့ဒီတရှင်းဟုတ်ပြီလေတော့ခွေးကုန်တယ်တော့မရှိရောက်ပြီမှာနေတော့မောပြီမတတ်ရကြလို့တော့မင်းတို့ခက်စကန်ရက်ကွက်တင်နောက်ဆုံးပေါ့ဒါဟိုလက်မြင်နေရတာဒါမလာမရှိတဲ့စိုက်ခင်းပေါ့ဟိုလမ်းအရှိမမြင်နေရတာဘောလုံးကွင်းမလာဘောလုံးကွင်းအကြီးဆုံးကဲ vlog ပြန်တင်ပြီဒါတော့တဝက်ရောက်ပြီပေါ့နော်အဲကျွန်တော်တို့ရိုက်နေကြဖြစ်တယ်ဒီနေရာတွေကဟုတ်ပါမကြည့်လမ်းဟာတောင်းမှုပါအေးโอเคလမ်းကြားတော့ချင်းလမ်းကြားတော့ချင်းလမ်းဆောက်ပြီမောခဏနာကြည့်အောင်ဗျာဒါဘာပန်းလေးလဲဆုံးလေးဟုတ်ပြီဒီစမ်းလေးဘိုင်းဟလာရောကဲအခုကျွန်တော်စိတ်ချင်ရောက်ပြီနော်ချင်မှုပါတော့ငါပြောချင်စိတ်ချင်ဒီပြောချင်ဘုရားဖြည်းဖြည်းလောက်ချတယ်ပြီးပါဘုကောင်လောက်ရှိတာရှိတယ်နေလေးပါဆန်တော့အရင်တက်ကြရတယ်ငါသားတယ်ဟုတ်ဘူးဒီတော့မောလာကြောက်ဝိုင်းတယ်မတက်တာကြာတော့မောလာstop ဒီလာပြီအမနေမေးကြည့်ပြန်တက်ဒီခွေးနဲ့ခံပြပါတော့ဝိုင်းပူတယ်ဟဲ့လူချက်ဝစ်လာပူလိုက်ဟေးဝါရှိတောင်းတက်လာပါဒီကိုရှိခရအခုကျွန်တော်တို့ရောက်ကနေပါတော့10ပုံမှာ3ပုံမြောက်ပါကျွန်တော်နားတယ်နောက်3ပုံဆိုရောက်ပြီဟို9ပုံမြောက်ပါပုံရင်နဲ့တက်လာညညရကျေကြောက်တော့မယ်အော်ဟုတ်လားအိုင်းနဲ့ကောက်ပြောတဲ့ပုံနဲ့3ပုံလောက်ကျွန်တော်ပြောလို့ဟိုစကူကဲအခုကျွန်တော်ရောက်ကနေပြီနော်ဟုတ်ပြီခွေးရပါတယ်ရေဘူးတဘူးကုန်အေးနည်းကုန်ပြီး music လေးအပြော music လေးပြီးရကြည့်ပါဟာကဲအခုကျွန်တော်တောင်ပေါ်ရောက်ရမယ်နော်ဒီနေ့လေးပဲနည်းနည်းဆိုရောက်ပြီကဲ bro ကင်မရာမန်တော့အလုပ်တစ်ခုရှိလို့ပြန်ရမယ်โอเคအဲ့ဒါကြောင့်ဒီကိုကျွန်တော်တောင်ထရောက်ပြီနော်ရိုက်ပြလိုက်ပါဆိုတော့